အားလုံးပဲမင်္ဂလာပါမင်္ဂလာစကားလူငယ်ဘဝအစီအစဉ်မှာဖြူစင်တဲ့နှလုံးသားအကြီးဆိုတဲ့ခေါင်းစဉ်လေးနဲ့မိတ်ဆွေတို့ကိုတင်ပြလိုပါတယ် DG for the greatest glory of God ဖြူစင်တဲ့နှလုံးသားအကြီးကပါရမီရလဲ What a pure heart can see ဆာလောင်မွတ်သိမ့်နေသူတွေမှာခင်ယေရှုကိုအလွယ်တကူရှာတွေ့နိုင်ပါတယ်။အိုအိမ်မဲနေသူတွေအဝိပလာနတိဖြစ်နေသူတွေမှာခင်ယေရှုကိုတွေ့မြင်နိုင်ပါတယ်။အချစ်မခံရသူအထီးကျန်နေသူတွေနဲ့ပြစ်ပယ်ခြင်းခံရသူတွေမှာခင်ယေရှုကိုမြင်နိုင်ပါတယ်။အနာကြီးယောဂတဲ့ဆေးအရက်အင်တာနက်ဆွဲလန်းနေသူတွေမှာခင်ယေရှုကိုမြင်နိုင်ပါတယ်။ဓမ္မပေါ်လဲလျောင်းနေသူတွေမှာခင်ယေရှုကိုမြင်နိုင်ပါတယ်။ပြစ်ပယ်ခြင်းနဲ့ချစ်ချင်းမခံရပဲဆာလောင်မွတ်သိမ့်နေသူတွေမှာခင်ယေရှုကိုရှာတွေ့နိုင်ပါတယ်။အစာအသောက်အတွက်ဆာလောင်မွတ်သိမ့်နေကြတာမဟုတ်ပါဘူး။ချစ်ချင်းမြတ်တာတရားဆာလောင်မွတ်သိမ့်နေကြတာပါ။အဝိအစာတစ်ခုပဲဗလာနှစ်ထိဖြစ်နေကြတာမဟုတ်ပါဘူး။လူခုံတိတ်ခါဗလာနှစ်ထိဖြစ်နေကြတာပါ။နေထိုင်ရန်အင်္ဂလိပ်တောင်မရှိပဲမလို့ချင်းမချစ်ခင်ပဲဘာမှကိုခ ्यू မဆိုင်ကြတဲ့လူတွေအားလုံးရဲ့စွန့်ပစ်ခံအိုးအိမ်မဲနေကြရပါတယ်ချစ်ချင်းမြတ်တာတရားကိုမေ့လျော့နေရတဲ့အတွက်ကြောင့်လူသားတွေရဲ့ထိတွေ့ခြင်းဝမ်းမြောက်ခြင်းကဘယ်လိုအရာမျိုးလဲဆိုတာမသိကြတော့ပါဘူးဟုစိတ်မာတာထရေဆာကမိန့်ကြားခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့လည်းမိမိတို့ပတ်ဝန်းကျင်မှာအကူအညီလိုအပ်နေသူတွေမှာတခင်ယေရှုကိုမြင်အောင်ပြီးလူသားချင်းစာနာကချစ်ချင်းမြတ်တာတရားကိုပြသကြပါစို့ဒီခုဆောင်းပါးလေးကိုဖာတာထား ST မှာဘာသာပြန်ရေးသားထားခြင်းဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့မော်နီကာဂျူဂျူပါနောက်စစ်သူအရောက်စီတိုင်းဖျားချင်ကောင်းချီးပေးပါစေ